ချို့သောအမဲလိုက်တတဝါတွေဟာလာရောင်အောက်မှာချောင်းမြောင်းတိုက်ခိုက်တတ်ကြပါတယ်သူတို့ကတော့တာစီယာလို့ခေါ်တဲ့တတဝါလေးတွေဖြစ်ပါတယ်လူလက်ဖွားတပြင်းထက်တောင်သေးငယ်တဲ့ဒီတတဝါလေးတွေဟာခန္ဓာကိုယ်အရွယ်အစားနဲ့ရှင်ရင်မျက်လုံးအကြီးဆုံးနှုတ်တိုက်တတဝါဖြစ်ပါတယ်ဒါဖြင့်စူညံတန်တွေကြားကနေအင်းဆက်တွေရဲ့သေးငယ်တဲ့လှုပ်ရှားတန်ကိုခွဲခြားသိနိုင်ဖို့လင်းနှုတ်နှရွက်လိုကြီးမားတဲ့နှရွက်တွေလည်းရှိကြပါတယ်။မောင်မိုက်နေတဲ့ညစ်နှစ်ပိုင်းဟာတာစီယာတွေရဲ့မျက်စိအောက်ကနေအင်းဆက်တွေကိုဖုံးကွယ်မပေးနိုင်ပါဘူး။ဒါပေမဲ့အင်းဆက်တွေမတိအောင်တော့တာစီယာတွေကိုဖုံးကွယ်ပေးထားနိုင်ပါတယ်။တာစီယာတွေဟာအစားအစာအတာအချင်းချင်းအပြိုင်အဆိုင်ရှိတာကြောင့်အမဲလိုက်တဲ့အခါမှာတကောင်နဲ့တကောင်ခက်ခွာခွာနေပြီးတောအုပ်ရဲ့ကိုပိုင်နယ်မြေအတီးတီးမှရှာဖွေတတ်ကြပါတယ်။ဒါပေမဲ့သူတို့ကအမဲလိုက်နေတယ်လို့သူတို့ကိုယ်တိုင်လည်းပြန်လဲအမဲလိုက်ခံရတဲ့တားကောင်တွေဖြစ်နေတတ်ပါတယ်။သူတို့ကိုညစ်နက်တဲ့အချိန်ချောင်းမြောင်းနေတဲ့ရန်သူကတော့စပါအုံးဝယ်ကြီးပဲဖြစ်ပါတယ်။စပါအုံးဝယ်ဟာအနံ့ခံအာယုံနဲ့အပူလိုင်းတွေကိုတီးနိုင်တဲ့အာယုံခံအင်္ဂါတွေကိုအသုံးပြုပြီးအမောင်ထဲမှာတားကောင်ကိုရှာဖွေပါတယ်ဒါပေမဲ့တာစီယာတွေဟာမွေကိုအရင်တွေ့သွားတာနဲ့ဘာလို့ရမလဲဆိုတာသူတို့ကောင်းကောင်းသိပါတယ်အဲ့ဒါကတော့အပေါင်းအသင်းတွေကိုအကူအညီလမ်းတောင်းလိုက်တာပါပဲအနီးနားမှာရှိတဲ့တာစီယာအားလုံးဟာသူတို့ရဲ့အမဲလိုက်ချင်းကိုရပ်တန့်ပြီးစူပေါင်းလာကြကမွေကြီးကိုစူးရှာလျက်အတန်းတွေနဲ့အော်ဟစ်ချင်းချောက်ကြပါတယ်အချမ်းအစည်းပြက်သွားတာကြောင့်မွေကြီးဟာလည်းမတတ်တာပဲထွက်ပြေးသွားရပါတော့တယ်အဆူခွန်နဲ့ဆိုရင်ဘေးကင်းလုံခြုံမှုရှိပေမဲ့စူညံတန်တွေငင်းသက်သွားတဲ့အခါမှာတော့တာစီယာလေးတွေဟာတကောင်ချင်းစီရဲ့ကိုပိုင်ရှင်တတ်မှုတဲ့အမဲလိုက်ချင်းစီကိုပဲပြန်သွားကြပါတော့တယ်技术အားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ကြိုက်နှစ်သက်တဲ့ဆိုရင် like and subscribe လေးလုပ်တော့ကြပါဦးခင်ဗျာ